သုံးလေးကျ electronic ပစ္စည်းတွေရွတ်တရက်ကြီးပြတ်သွားလို့စိတ်နေရတဲ့အဖြစ်မျိုးကျုံဘူးကြမှာပါနော်ဒီနေ့မှာတော့လေ multimeter လေးတစ်ခုတည်းနဲ့အဖြစ်အများဆုံးချွေရွံချက်တွေကိုဘယ်လိုမျိုးစုံစမ်းထောက်လှမ်းမလဲဆိုတာကိုအတူတူကြည့်သွားကြမယ်ဒီလိုအဖြစ်မျိုးကကြုံဖူးကြမှာပါမနေ့ကအထိကောင်းကောင်းအလုံးလုံးနေတဲ့ PC တစ်ခုကဘာအရေးအယောင်မှမပြဘဲရုတ်တရက်ကြီးရက်သွားတာမျိုးပေါ့တကယ်ကိုစိတ်ညစ်စရာပဟေလေးတစ်ခုလိုပါပဲကဲဒီနေ့မှာတော့အဲ့ဒီပဟေလေးကိုအဖြေရှာကြည့်ကြတာပေါ့များသောအားဖြင့်တော့လေပြဿနာရဲ့အဓိကတရားခံက PC ထဲမှာပုံနေတဲ့တေးသေးလေးအစိပ်ပန်လေးတစ်ခုပဲဖြစ်နေတတ်ပါတယ်ကဲအဲ့ဒီတရားခံကိုဖော်ထုတ်ဖို့ဆက်လိုက်ကြရအောင်ဒီစုံစမ်းစစ်ဆေးမှုမှာအထီးကတန်ရရှိသူနှစ်ယောက်ရှိတယ်သူတို့ကတော့ဓာတ်ရုပ်နဲ့ Silicon Control Rectifier လို့ခေါ်တဲ့ SCR လို့ပဲဖြစ်ပါတယ်စုံစမ်းစစ်ဆေးမှုတိုင်းမှာအဓိကကိရိယာဆိုတာလိုတယ်မလားကျွန်တော်ရဲ့အဓိကလက်နက်ကတော့ရိုးရှင်းပေမဲ့အင်မတန်အစွမ်းတက်တဲ့ multimeter ပဲဖြစ်ပါတယ်ဒီကိရိယာလေးကပဲကျွန်တော်တို့ကိုတဲလွန်းစာရီအကုန်လုံးပေးသွားမှာပါဒါရောဆိုတာဘာလဲဆိုတော့လက်စစ်စီချောင်းအော်တော့တလန်မောင်းလန်လို့ပဲလွယ်လွယ်လေးမှတ်ထားလိုက်ပါဆိုလိုတာကလက်စစ်ကိုရှေ့ကိုပဲစီးခွန်ပေးတယ်နောက်ပြန်စီးလာရင်တော့လုံးဝတားထားလိုက်တာပေါ့ကဲဒီအပိုင်းနှစ်ခုဘယ်လိုကွာလဲဆိုတာကိုရှင်းရှင်းလင်းလင်းကြည့်လိုက်ရအောင် SCR ဆိုတာကဒါရောလို့ပဲဒလန်မောင်းလန်းတော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီလမ်းမှာလုံခြုံရေးဂိတ်တကူပါလာတယ်လို့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီဂိတ်ပင်ကလက်စစ်ကိုပဲအချိန်မှစီးခွင့်တင်မလဲဆိုတာကိုထိန်းချုပ်ပေးရပေါ့အန်ဩစရာကောင်းတာကဘာလဲဆိုတော့လေအခုလောက်ပြမဲ့ဒီလိုရိုးရိုးရှင်းရှင်း multimeter စမ်းသပ်မှုတွေနဲ့ပဲပုံမှန် fit တဲ့ PC ချိုးရင်းမှုတွေရဲ့95%လောက်ကိုရှာဖွေဖော်ထုတ်နိုင်တယ်ဆိုတာပါပဲဒါကတော်တော်လေးအားရှိစရာပဲနော်ကို PC ကိုယ်တိုင်ပြဿနာရှာနိုင်တော့မှာပေါ့ကောင်းပြီကဲအခုလက်တွေ့စလိုက်ကြရအောင်ပထမဆုံးအနေနဲ့အစိပ်ပိုင်းနှစ်ခုလုံးအတွက်အခြေခံအကြားဆုံးစစ်ဆေးမှုဖြစ်တဲ့ anode cathode စမ်းသပ်မှုကိုလုပ်ကြည့်မယ်လုပ်ရမယ့်အဆင့်တွေကရိုးရှင်းပါတယ်ပထမဆုံး multimeter ကို diode test mode ကိုပြောင်းလိုက်ပါပြီးရင်အနီရောင် probe ကို anode မှာအနက်ရောင် probe ကို cathode မှာတေချာထောက်လိုက်ပါအဲ့ဒီအချိန်မှာဘင်းမီတန်ထွက်လာလားဆိုတာကိုတေချာနားဆွင့်ထားမယ်အဲ့ဒါပြီးရင်တော့ probe ကိုညီရပြန်ထောက်ပြီးနောက်တစ်ခေါက်ထပ်စစ်ဆေးရမယ်ဒီနေရာမှာအရန်အရေးကြီးတဲ့တဲလွန်ဆန်တစ်ခုရှိပါတယ်အလုံးလုံးနေတဲ့ diode ကောင်းတစ်လုံးဆိုရင် multimeter မှာ 0.3 နဲ့ 0.7 volt ကြားကတန်ဖိုးတစ်ခုကိုပြနေပါလိမ့်မယ်ပိတ်ပင်မှာမဟုတ်ဘူးနော်ဒီကိန်းကနန်းကအရေးကြီးတဲ့အချက်ပဲဒါကိုတော့မှတ်ထားဖို့လိုပါတယ်ကဲဒီလက်တွေကိုမရလွယ်အောင်လို့ဒီဇာတ်လေးနဲ့ကြည့်လိုက်ကြအောင်ဒါရောအကောင်းတစ်လုံးဆိုရင်ရှေ့ကိုစမ်းတဲ့အခါခုနကပြောရဲ့ဘူးအကိုပြပြီးနောက်ပြန်ဆန်းရင်တော့ဘာမှမပြဘဲ open circuit ဖြစ်နေရမယ်ပြည့်နေပြီဆိုရင်တော့နှစ်ဖက်လုံးပြီးမြည်ပြီး short circuit ဖြစ်နေပါလိမ့်မယ်SCR ကောင်းတစ်လုံးကတော့ရှေ့ရောနောက်ရောနှစ်ဖက်လုံးမှာ open circuit ဖြစ်နေရမှာပါဘာတမ်းမှမြင်မှမဟုတ်ဘူး SCR ပြည့်နေရင်တော့ဒါရောပြတ်တယ်လို့ပဲနှစ်ဖက်လုံး short circuit ဖြစ်နေတာကိုတွေ့ရမှာပါကဲ short circuit မရှိဘူးဆိုရင်တော့အားလုံး okay ပြီလားအဲ့လိုရလည်းမဟုတ်သေးဘူးနောက်တစ်ဆင့်အနေနဲ့ပို့ပြီးတော့တင်မွေးတဲ့ချွေရင်းချက်ဥပမာ open circuit ဖြစ်နေတာမျိုးဒါမှမဟုတ်တစ်စိတ်တစ်ပိုင်းဖြစ်စီးနေသလားဆိုတာကိုစစ်ဆေးကြည့်ဖို့လိုပါသေးတယ်ဒီအတွက် multimeter ကိုအုံးတင်ကြတာပါတဲ့ resistance မို့ကိုပြောင်းလိုက်ပါပြီးရင် anode နဲ့ cathode ကြားကိုပဲချက်ပြီးတိုင်းကြည့်မယ်အစိပ်ပိုင်းကောင်းတစ်ခုကလက်စစ်စစ်ဆေးမှုကိုအပြင်းထန်ခုခံနိုင်ရမှာမို့လို့အရန်ကိုမြင့်မားတဲ့ resistance တန်ဖိုးကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ချွေရမှုတိုင်းကလုံးဝ short ဖြစ်တာဒါမှမဟုတ်လုံးဝ open ဖြစ်တာမျိုးပဲတော့မဟုတ်ဘူးပေါ့နော်တခါတလေတန်တရားရှိဖွဲ့အခြေအနေတွေလည်းရှိနိုင်တယ်ဥပမာတိုင်လို့ရတဲ့ resistant တန်ဖိုးကအဆုံးမရှိလောက်အောင်မမြင့်နေပဲကေအုံးအနှဲငယ်လောက်ပဲပြနေတယ်ဆိုရင်ဒါဟာတစ်စိတ်တစ်ပိုင်းပြည့်စည်နေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ကဲဒါယိုနဲ့ SCR နှမျိုးလုံးအတွက်အခြေခံစစ်ဆေးမှုတွေတော့ပြီးသွားပြီအခု SCR အတွက်ပဲဒီတိုင်းလန့်ရမယ်ကေစစ်ဆေးမှုကိုဆက်ပြီးလေ့လာကြည့်လိုက်ရအောင်အစားပိုင်းကပြောခဲ့တဲ့လုံခြုံရေးကိတ်ဥပမာကိုပြန်သတိရကြည့်လိုက်ပါဒီစမ်းသပ်မှုကအဲ့ဒီကိတ်ကောင်းကောင်းအလုံးလုံးရဲ့လားပွင့်နိုင်ပိတ်နိုင်သေးရဲ့လားဆိုတာကိုစစ်ဆေးလာပါပဲလို့ရမယ့်အဆင့်တွေကလွယ်ပါတယ်မီတာကိုအုံးမို့မှာပဲဆက်ထားပါ probe တစ်ခုကို gate pin မှာချိတ်လိုက်ပြီးနောက်တစ်ခုကိုတော့ cathode pin မှာချိတ်လိုက်ရုံပါပဲဒီစစ်ဆေးမှုရဲ့အရေးအကြီးဆုံးအချက်ကတော့ရက်လက်ပါပဲကောင်းမွန်တဲ့ SCR gate တစ်ခုရဲ့ resistance ဟာ10 ohm ကနေ50 ohm ကြားဆိုလိုတာက50 ohm အောက်မှာရှိနေရပါမယ်တကယ်လို့တိုင်းလိုက်လို့တန်ဖိုးကအလွန်အမြင့်မြင့်မားနေတယ်ဆိုရင်တော့ဥပမာလက်စည်းကြောင့်ရုတ်တရက်တတာမျိုးကြောင့် gate ပျက်စီးသွားပြီးအလုံးမလုံးကြောဘူးဆိုတာကိုပြနေတာပါပဲကဲအခုဆိုရင်တဲလွန်စားရီအကလုံးစုပြီးသွားပြီဆိုတော့ဒီအမှုကိုအဖြေရှာလိုက်ကြရအောင်အမှုရဲ့အဖြေကတော့ရှင်းရှင်းလေးပါပဲ။ anode cathode စမ်းသပ်မှုမှာ multimeter ကပြည့်မြဲတမ်းပေးရင်ဒါက short circuit ပါပဲ။တလမ်းမောင်းလမ်းပြတ်သွားပြီကော။ resistant တန်ဖိုးကအဆုံးမရှိဖြစ်နေရင်တော့ဒါ open circuit
လမ်းလုံးဝပိတ်သွားတာပါ။ SCR မှာဂိတ်နဲ့ကတ်တို့ကြားက resistant အရင်မိနေရင်တော့ဂိတ်ချုံရွေးမှုပါပဲ။လုံခြုံရေးဂိတ်ကပိတ်မိနေတာပေါ့ ဒါဆိုရင်တော့ဂုံယူပါတယ်အခုဆိုရင် electronic အစိပ်ပိုင်းဓာတ်တွေရဲ့စုံတောက်တီးတုံးဖြစ်သွားပြီလို့ပြောလို့ရပါပြီ ။ကဲအခုဆိုပြဿနာကိုဘယ်လိုရှာဖွေရမလဲဆိုတာတီးသွားပြီဆိုတော့ပထမဆုံးဘာကိုအရင်ပြင်ကြမလဲ။ဒါကတော့စဉ်းစားစရာမေးခွန်းတစ်ခုပါပဲ